ကိုပြောရေငါ့ရေညနေဆောင်လေးမှာဘောလုံးကန်ရအောင်ကွာဒီပွဲမှာနိုင်တဲ့သူကမနှက်ဖက်ကြလို့ရှင်အေးဝက်တိုက်ကြီးကွာမင်းတို့လေမကြီးစမ်းပါနဲ့ကွာမရအောင်ကြမှာလာစမ်းပါကွာမင်းတို့ကောင်းလေမင်းတို့ကလည်းကွာလာစမ်းပါကွာမင်းတို့ကောင်းလေငါရဲ့ဘောလုံးဆိုမင်းတို့မသိကြသေးမလားမင်းတို့ကကွာလေလာကြီးနေရကိုပြောရေဘောလုံးကအောက်ထင်းညက်သွားမယ်ကွာဒုက္ခပဲကွာမင်းရတယ်ပြောင်းဒီကောင်းလေးကွာကိုဘကိုယူပါပြောင်းနေလာစမ်းပါကွာမင်းရဗျာမင်းတို့ကောင်းလေးရဗျာငါ့ကိုဘယ်ကဘောလုံးကနိုင်ဘူးလို့လဲကွာအဲ့ဘောလုံးကကွာโอเคရပြီပြောင်းဒီတိုင်းကန်နေတော့ငါ့ကိုပြီးမှမို့လို့ကွာဂိုးတိုင်းကြီးရတဲ့အဝေးပဲကွာလူက3ယောက်တည်းဆိုဘယ်လိုလုပ်မယ်ကွာငါ့ကိုပန်နတီကန်ကြမယ်ကွာပန်နတီအဆုံးဖြတ်နဲ့ကန်ကြပါဘောဘယ်လိုနိုင်မလဲဆိုတာကောင်းနေပဲကွာငါ့ကိုအဲ့ရုပ်ပဲရုပ်ကြပါဘောကွာအဲ့ရုပ်ပဲရုပ်ကြပါဘောကွာမင်းတို့ကောကြည်တာငါဘယ်လိုကန်ပြမလဲဆိုတာကြည်တာအေးရောကွာရောဂိုးတိုင်းကြော်သွားရဲ့ကွာမင်းကွာ3လုံးကန်ရကြီးဆိုတော့ငါနောက်ထပ်2လုံးကြံနေရဲ့ကဲဒါစမ်းရောကွာဂိုးပြီကွာဂိုးပြီကဲနောက်ဆုံး3လုံးတော့ထိအောင်ကန်ပဲကွာရောဂိုးရဲ့ကွာ3ကိုမှ2ကိုဂိုးရဲ့ကွာဖတ်တိတာမင်းလည်းပဲတို့ချိုးကမင်းယောက်ကငါတနာရဘောကွာဒီမှာကြည်ချမ်းပါကွာอุ้ยဒုက္ခပဲကွာဘောရုံကယူရမယူရနောက်ထပ်2ရုံးကျန်နေရကွာရောက်ကွာဝေးရင်တော့ကွာဒုက္ခပဲနောက်ဆုံးကျတော့အေးရှင်းဝင်တယ်ကွာနောက်ဆုံးတစ်လုံးအောင်အေးချစ်ချစ်ဝင်တယ်တွေ့ရမှာရွေးတယ်ကွာဖတ်တိရမင်းလေကြီးလေးရှောက်ပြောနေရကွာတလုံးမှလည်းမဝင်မနဲ့လာငါကန်ပြမယ်ကွာမင်းသူများကိုရောင်ပြီးရီမနေနဲ့ကွာဖိုးရမင်းရကန်ကြည့်အောင်ခတ်တဲ့တွားမင်းတို့ခေါ်တယ်ကြီးရဲ့တုံးနေကွာငါကန်ပြမယ်ကွာဖိုးကပန်နတီဆရာကြီးပဲအမကြီးတလုံးတွေ့လားနောက်လုံးကန်ပြမယ်မင်းတို့ခေါ်တယ်ငါစီမှာပညာလာတင်တော့အမတလုံးကဲရှူလိုက်ဦးခေါင်းထိသွားရဲ့ကွာဒုက္ခပါပဲကွာကဲတကယ်ချင်းတို့ဒါဆိုရှင်တော့ဖတိရေမင်းရောငါထိတ်မပြောမင်းရတကိုးမှလည်းမဝင်ဘူးကွာမင်းသမီးမစားကိုမစားကိုဖြိုးမင်းနဲ့ငါနဲ့ကတယောက်နှစ်ကိုဆိုညီရဲကွာအဲ့တော့တရေကြွားပြီကွာဟုတ်ပြီဘိုးအခုကမိုးနဲ့ချိုးတော့မဲကွာ